အာလူကြောက်ကြောင်လိုက်ကလေးဒီနေ့လှုပ်စားမယ်မမိုက်အဲ့ဒီချက်ချင်းလာပြန်လာပြီဘုမတင်ချတွေ့ရတာဒီအရင်မျိုးလုံးလို့လေဘုမဘိတ်ကျော်သွားလာပြီသမီးတော်မှာစနက်လုပ်ပေးထားတယ်โอเคအာလူနဲ့ကြောက်ကြောင်တွေကိုဒီလိုပုံစံလေးလှိဖြတ်ထားမယ်ပြီးရင်ကြော်ဖို့အတွက်ဒီလိုလေးတုပ်ထိုးထားမယ်စီပူပူထဲမှာဒါလေးတွေကိုထည့်ပြီးကြော်ပါပြီရွှေဝါရောင်တန်းလာတဲ့အထိကြော်နော်ကဲစားဖို့အတွက်ကတော့အသင့်ဖြစ်ပြီစားစားရမယ်ဒီဘက်ကအချင်းအဆက်ဒီဘက်ကကျတော့အချင်းအချိုးချင်းဆက်ကလေးနဲ့တော့အောက်လာတယ်ဟုတ်ကဲ့အဆက်ကကြိုက်အဆက်ကအပြင်ဝိုင်းနဲ့လိုက်တယ်သမန်စားလို့ကောင်းလားကောင်းတယ်အဆက်ကဘာနဲ့ပြပြလိုက်တော်တော်စားလို့ကောင်းလား